မယ်နုအုပ်ကျောင်းသည်မန္တလေးမြို့ရှိသမိုင်းဝင်ဗုဒ္ဓဘာသာကျောင်းတော်တစ်ခုဖြစ်ပြီးမန္တလေးအောင်မြေသာဆန်မြို့နယ်83လမ်းနှင့်29လမ်းထောင်တွင်တည်ရှိသည့်ဤကျောင်းကိုတက္ကရာ1242 AD 1880ခုနှစ်တွင်ဆရာတော်ဦးတုမနာကတည်ထောင်ခဲ့ပြီးထင်ရှားသောမယ်နုအမျိုးသမီးဓာရီကာမကြီး၏လှူဒန်းမှုဖြင့်အုပ်ဖြင့်တည်ဆောက်ခဲ့သည့်အတွက်မယ်နုအုပ်ကျောင်းအဖြစ်လူသိများသည်မြမရိုးရာလက်ရာများနှင့်အုတ်ခင်းပကြီးကြောက်စစ်အနုစိတ်များဖြင့်အလှဆင်ထားသည်ကျောင်းအတွင်းရွှေချထားသောဗုဒ္ဓရုပ်ပွားတော်ရှိဟေမယ်နုအုပ်ကျောင်းလူဒန်းရခြင်း၏ရည်ရွယ်ချက်များမှာဗုဒ္ဓဘာသာယဉ်ကျေးမှုအရာကုသိုလ်ရှာဖွေခြင်းဘာသာရေးအဆောက်အအုံများတည်ဆောက်ပြီးတန်ဃာတော်များနှင့်ဘာသာဝင်များအတွက်သာသနာအကျိုးပြုရန်လောကီလောကုတ္တရာကောင်းကျိုးများရရှိရန်နှင့်မိမိ၏အတိတ်ပြစ္ဆုတ်ပံနှင့်အနာဂတ်ဘဝများတွင်ကောင်းမှုတိုးပွားစေရန်ရည်ရွယ်လေးရှိပါသည်ထို့အပြင်မယ်နုအုပ်ကျောင်းကဲ့သို့ရှေးဟောင်းသာသနာအဆောက်အအုံများကိုထိန်းသိမ်းလူဒန်းခြင်းဖြင့်ဗုဒ္ဓဘာသာဝင်တို့၏ရိုးရာဓလေ့အမှုပညာနှင့်သမိုင်းဝင်တန်ဖိုးများကိုမျိုးဆက်သစ်များထံ